ကားအသုံးနှုန်းနဲ့ပတ်သက်ပြီး Facebook ပေါ်မှာပွဲခဏခဏဖြစ်နေတဲ့မိုဟင်ခါစားတာလားမိုဟင်ခါတောက်တာလားဆိုတဲ့စကားအသုံးနှုန်းတိတ်ပွဲလေးကိုသိကြမှာပါအဲ့ဒီလိုစကားအသုံးအနိုင်လူပွဲတွေနဲ့ပတ်သက်ပြီးဘယ်သူမှန်လဲဘယ်သူမားလဲဘာလို့ဒီလိုဖြစ်ရလဲဆိုတာကိုအဖြေရှာကြည့်ရအောင်ရှင်မင်္ဂလာပါရှင်ဆ iam မနဲ့မြန်မာစာဦးရင်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်Facebook, YouTube စတဲ့ social media ပေါ်မှာစကားအသုံးနှုန်းနဲ့ပတ်သက်ပြီးအငြင်းပွားလေးရှိကြပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ခင်းချင်ဒီနဲ့မြေပုံတီးတူတယ်လို့ပြောတာကတစ်ဖွဲ့ခင်းချင်ဒီနဲ့မြေပုံတီးမတူဘူးလို့ပြောတာကတစ်ဖွဲ့အမျိုးမျိုးဖြစ်နေတာမျိုးပါ။အကြီးကျယ်ဆုံးပွဲကတော့မိုဟင်ခါစားတဲ့မိုဟင်ခါတောက်တယ်ပဲဖြစ်ပါတယ်။မိုဟင်ခါစားတွေကဖြစ်တဲ့ကတစ်ဖွဲ့တောက်တယ်ပဲဖြစ်ရမယ်ဆိုတဲ့ကတစ်ဖွဲ့သူ့အမြင်ကိုအမြင်ငင်းခုန်ကြရင်ဒါပြီးသွားပါတယ်ဘယ်သူကမားတယ်ဘယ်သူမှန်တယ်ဆိုတဲ့အဖြေမရကြပါဘူးဘာလို့အဖြေမရကြတာလဲဘာလို့ငင်းခုန်ကြတာလဲဆိုတာဆ iam မနဲ့ပြောပြပါမယ်ဟုတ်ကဲ့ပါဒေတာအလိုက်သုံးနှုန်းခေါ်ဝေါ်တာမတူလို့အဖြေမရတာပဲဖြစ်ပါတယ်ဒါကြောင့်ဘယ်သူမှန်တယ်မားတယ်ဆိုတာမရှိပါဘူးနောက်ပြီးရင်ဒေတာတစ်ခုစီရဲ့လူနေမှုဓလေ့ထုံတန်းပထဝီအနေအထားအလိုက်ဘာသာစကားပြောင်းလဲတတ်တဲ့တဘောတဘာဝကိုမသိလို့ညင်းခုန်နေကြတာဖြစ်ပါတယ်။ခုလိုညင်းခုန်ကြရမှာမဟုတ်ပဲဒေတာအလိုက်ခေါ်ဝေါ်သုံးနှုန်းတဲ့စကားလုံးတွေကိုမှတ်သားလေ့လာကြခြင်းဟာအချင်းချင်းချစ်ခင်ရင်းနှီးမှုကိုတိုးပွားစေမှာပဲဖြစ်ပါတယ်။ဒါကြောင့်အခြေခံပညာအထက်တန်းအဆင့်မှာသင်ခန်းစာအနေနဲ့ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီအကြောင်းလေးကိုဆက်ပြောပြမယ်နော်။ဘာသာစကားကွဲပြားတာမဟုတ်ပဲမြန်မာဘာသာစကားထဲမှာရှိတဲ့အခေါ်အဝေါ်အသုံးနှုန်းကွဲပြားသွားတာဖြစ်ပါတယ်ဒီလိုစကားကိုအသွင်ကွဲဘာသာစကားသို့မဟုတ်ဒိဋ္ဌိယစကားလို့ခေါ်ကြပါတယ်ဒိဋ္ဌိယစကားဆိုတာနေရာဒေတာပထဝီအနေအထားကွဲပြားမှုလူနေမှုအဆင့်အတန်းကွဲပြားခြားနားမှုတို့ကြောင့်စကားတန်ဝေါ်ဟာရအသုံးနှုန်းတရားစတာတွေကွဲပြားနေတဲ့ဘာသာစကားရဲ့အသွင်ကွဲဖြစ်ပါတယ်နေရာဒေတာကိုလိုက်ပြီးကွဲပြားတဲ့အသွင်ကွဲဘာသာစကားတွေဘာတွေရှိသလဲဆိုရင်ရခိုင်စကားတဝေစကားဗိတ်စကားတောင်ရိုးစကားအင်ဒါစကားတနုစကားရောစကားတို့ဖြစ်ကြပါတယ်ဒီစကားတွေလောက်လူတွေသိမသိတဲ့တခြားအသွင်ကွဲစကားတွေလည်းရှိပါသေးတယ်အသွင်ကွဲမြန်မာစကားမှာဆိုရင်နံပါတ်1ကြီးတန်ချင်းကွဲပြားတာနံပါတ်2တရတန်ချင်းကွဲပြားတာနံပါတ်3စကားအသုံးနှုန်းကွဲပြားတာနံပါတ်4ရှေးသုံးစကားစသဖြင့်ရှိပါတယ်ဒေတိယစကားတွေကနေအဲ့ဒီဒေတာတွေရဲ့စကားတန်ထူးခြားတာစကားလုံးစိတ်ကူးညံတီထွင်တတ်တာတွေကိုသိရတယ်လို့စိတ်ဝင်စားစရာလဲကောင်းပါတယ်။နောက်ပြီးရင်ခုလိုဒေတိယစကားတွေကိုသိနားလည်ခြင်းဟာတိုင်းရင်းသားအချင်းချင်းနားလည်မှုယဉ်နှင်းမှုရရှိစေတာပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတော့ဒေတာအလိုက်သုံးကြတဲ့ဒေတိယစကားတွေကိုအသေးစိတ်ပြောပြပေးသွားအောင်ပါမို့စောင့်မျှော်ပေးကြပါဦးနော်။ဆ iam မနန်းရဲ့ဗီဒီယိုကြည့်နေတဲ့အထဲမှာကိုဒေတာမှာသုံးတဲ့တခြားဒေတာကလူတွေနားမယ်လောက်တဲ့စကားလုံးတွေရှိရင် comment မှာရေးပေးခဲ့ကြပါဦးနော်အားလုံးလည်းမျှဝေပေးကြပါဦးနော်မြန်မာစာနဲ့ပတ်သက်ပြီးတိထိုက်တာလေးတွေကိုနေ့စဉ်တင်ဆက်ပေးလက်ရှိပါတယ်ဒါကြောင့်မြန်မာစာဆိုင်ရာဗဟုသုတတွေကိုစင်စက်မပြတ်သိဖို့ subscribe လုပ်ပေးခဲ့ကြပါဦးနော်နှစ်သက်သဘောကျခဲ့ရင်လည်း like and share လေးတွေလုပ်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဆ iam မနဲ့မြန်မာစာဦးရင်